ဒီလူကငွေဆက်ကူတူတရက်ကိုရင်းနှီးပူပူတစ်ဖက်ထဲထည့်လိုက်ပါတယ်စက်ကူကရေတွေကိုချက်ချင်းဆိုသလိုစိုးယူသွားပါတယ်သူကပိုက်ဆံကိုပြန်ထုတ်ပြီးဂီယူတစ်ဆက်ထည့်လိုက်တဲ့အခါပိုက်ဆံကတဘာဝကြကြဟောင်းနှံသွားတဲ့ပုံပေါက်သွားပါတယ်သူတို့ကပိုက်ဆံထည့်လိုက်ကိုဒီနေ့လက်အတိုင်းထက်ခါလုပ်ကြပါတယ်တကယ်ချင်းစီကိုရေစိမ်းနဲ့တက်မှလန်းနဲ့နောက်ဆုံးမှာလုံးဝချုပ်သိသွားအောင်စံမင်းမှုဆက်နဲ့မှုပါတယ်ဒီပိုက်ဆံတွေကိုဟောင်းနှံသွားအောင်သူတို့အကြီးကျယ်စူးစမ်းနေတာကဘာလို့လဲဆိုတော့အားလုံးကပိုက်ဆံတွေမို့လို့ပါအသစ်ဆက်တွေနဲ့ရှင်ရင်ပိုက်ဆံဟောင်းတွေကလူတွေကိုတတိယစေလို့ဖြစ်ပါတယ်သူတို့ရဲ့ပိုက်ဆံတွေဘလောက်တူလဲစမ်းတက်ဖို့ဆိုင်ငယ်လေးတစ်ခုလည်းဝင်သွားပါတယ်သူကပစ္စည်းဝယ်ဖို့ဆန်ရှင်ကိုပိုက်ဆံတရက်ပေးလိုက်ပါတယ်ဆန်ရှင်ကတစ်ချက်ကြည့်လိုက်တာနဲ့တခုခုလည်းနေမှန်ချက်ချင်းအာယုံခံမိလိုက်ပါတယ်အခြေအနေမကောင်းတော့မှန်းသိလို့ချက်ကရှေ့ကိုပြေးဝင်ပြီးဂျော်နီကိုဆွဲကလူကြားကနေထွက်ပြေးလို့မြောက်သွားပါတယ်ပိုက်ဆံတို့ကလွယ်မယ်ထင်ခဲ့ပေမဲ့သူတို့ရဲ့ပထမဆုံးချိန်ကစက္ကန့်ပိုင်းတွင်းမှာပဲပေါ်သွားခဲ့ပါတယ်ချက်ကမအောင်မြင်တဲ့ပိုက်ဆံတွေကိုကြည့်ပြီးအဆက်ကနေပြန်စဉ်းစားပါတယ်အိန္ဒိယငွေကြေးကိုအထူးပြုလုပ်ထားတဲ့ဝါပွဲဆက်ကူနဲ့ရိုက်နေတာဖြစ်ပြီးဒါကတာမန်တက်တာဆက်ကူနဲ့လုံးဝကွာခြားပါတယ်အဲ့ဒါကထူကြပြီးကက်သားတဲ့အတန်လေးထွက်ပါတယ်ပြီးတော့ထောက်မျိုးမျိုးကကြည့်ရင်အယောင်ပြောင်းနေမင်းနဲ့ရှိရသေးတယ်မေရောင်ကတိတိတတာပြောင်းလဲနိုင်တယ်လို့လုံခြုံရေးကျူးမြင်တဲ့ပါဝင်ပါတယ်အရှိသွေးမြင့်အတူတွေဖန်တီးခြင်းရင်ဒီပြဿနာတွေအားလုံးကိုဖြေရှင်းရပါမယ်ပြီးတော့ပိုက်ဆံဘောကအသေးစိတ်ချက်လက်တိုင်းကိုလက်နဲ့ဆွဲဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ပိုက်ဆံစစ်ဘောကစာလုံးတေးတေးတွေကကပကောင်းဆုံးဆက်နဲ့စကန်ဖက်ရင်တော့ပုံရိပ်ရောင်တွေဖြစ်သွားနိုင်လို့ပါဒါကြောင့်တစ်ခုလေးတော့နေလန်းတော့မူလပုံကိုလက်နဲ့ဆွဲပြီးရင်အယောင်တင်ပြီးဓာတုပေတနည်းနဲ့ပြုပြင်ဖန်တီးရမှာပါဒါမှသာပုံနှိပ်ဖို့လက်ကြားကောင်းကောင်းရနိုင်မှာပါဒါပေမဲ့ဝါကုန်းဆက်ကိုအိန္ဒိယအစိုးရကတင်းကျပ်စွာထိန်းချုပ်ထားလို့သူတို့ဝယ်လို့မရပါဘူးအခုလေးတော့ရွေးချယ်စရာကတော့အထီးတွေ့တူတဲ့အစားထိုးစရာဆက်ကိုရှာဖွေဖို့ပါပဲရပောင်းများစွာရှာဖွေပြီးနောက်ချက်ကတဲလုံစာတစ်ခုဖိတ်သွားပါတယ်ကြောင်ညာစာအုပ်မယ်တစ်ခုထဲမှာစက်ကူနှစ်ရက်ကိုထည့်လိုက်ရင်စင်ဒီပါတူနေတဲ့အထီးတွေ့ရနိုင်တာကိုတွေ့ရှိသွားပါတယ်စက်ကူတွေကိုအယောင်ချစ်တစ်ဖက်စီပုံနှိပ်အပေါ်လာဖို့အပေါက်ဖောက်ပြီးလုံခြုံရေးကျူးမြင်ထည့်ပြီးတော့အားလုံးကိုကော်နစ်ကလိုက်ပါတယ်ဒါကပြီးပြည့်စုံတဲ့အတိုင်းရပါမုံလို့တိဆောက်ပုံမျိုးဖြစ်သွားစေပါတယ်စက်ကူကိစ္စပြေလည်သွားတော့ဒုတိယပြဿနာဖြစ်တဲ့အယောင်ပြောင်းမစီဆက်သွားကြပါတယ်ဈေးကွက်ထဲမှာဝယ်လို့ရတဲ့တတုရောင်စင်းနဲ့မင်ကိုရောဆက်ပြီးလူများစုကိုလှည့်စားနိုင်တော့တဲ့အယောင်ပြောင်းအနေတင်ကိုဖန်တီးနိုင်ခဲ့ပါတယ်ပိုက်ဆံတွေကိုအယောင်တင်စီတုပ်လိုက်တဲ့အခါငွေစစ်လိုမျိုးကျွဲရတဲ့အထီးတွေကိုရရှိစေပါတယ်ပြီးတော့အရေးသွေးစစ်ဆေးဖို့ပိုက်ဆံတွေကိုထပ်ပြီးဟောင်းအောင်လုပ်လိုက်ပါတယ်ဒီပိုက်ဆံတို့တွေကိုစမ်းဖို့အတွက်အရင်နဲ့တော့ကဆိုင်ကိုပဲกินသွားကြပါတော့တယ်